CATL ကထုတ်ထားတဲ့ Sodium Ion Battery တွေကိုခရီးသည်တင်ယာဉ်တွေမှာစသုံးနေပြီလို့အစီရင်ခံစာတွေမှာရေးသားချက်ရသိရပါတယ်။ Nestra လို့နာမည်ပေးထားတဲ့ဒီ battery တွေကိုခရီးသည်တင်ကားတွေပြင်လုပ်ငန်းသုံးကားတွေမှာပါသုံးမယ်လို့လည်းကုမ္ပဏီကအတည်ပြုလိုက်ပါတယ်။ဒီ battery တွေကို Chang'an Ocean 520 model ကားတွေမှာစသုံးနေပြီဆိုတဲ့သတင်းတွေထွက်နေပေမဲ့ကုမ္ပဏီဘက်ကတော့ဘယ်ကားတွေမှာစသုံးနေပြီလဲဆိုတာကိုတော့အတည်ပြုပြောဆိုထားတာမရှိသေးဘူးလို့လည်းသိရပါတယ်။ဒီ battery တွေတက်ထားတဲ့ခရီးသည်တင်ယာဉ်တွေကိုလာမယ့်ဆောင်းရာသီမှာစမ်းသပ်မောင်းနှင်ဖို့ရှိနေတယ်လို့တရုတ်မီဒီယာ CLS ကဇန်နဝါရီ30ကအတည်ပြုထားပါတယ်။အဲ့ဒီစမ်းသပ်မောင်းနှင်မှုမှာ GAC နဲ့ JAC ကထုတ်တဲ့ခရီးသည်တင်ယာဉ်တွေပြင် Chang'an Ocean 520လည်းပါနိုင်တယ်လို့သတင်းတွေမှာရေးသားကြပါတယ်။ CATL ဟာဇန်နဝါရီ22ရက်ကကုမ္ပဏီကထုတ်ထားတဲ့ Sodium Ion Battery တွေကိုတရားဝင်မိတ်ဆက်ပြသခဲ့ပါတယ်။ဒီ battery တွေကအပေါ့အစားထွက်ကားတွေနဲ့အသေးစားနဲ့အလတ်စားဗင်ကားတွေမှာသုံးနိုင်မဲ့45 kWh ဘက်ထရီတွေဖြစ်သလိုအပူဒဏ်ကိုခံနိုင်ရှိတဲ့ဘက်ထရီတွေပဲဖြစ်ပါတယ်။တကယ်တော့ Sodium Ion Battery တွေဟာ Lithium Ion Battery တွေထက်ထုတ်လုပ်တဲ့ကုန်ကျစရိတ်ကြီးပေမဲ့လူတွေကိုတော့ပိုပြီးစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်ပါတယ်။ဒါကြောင့်ပဲ CATL ဟာ2025မှာ Nestra ကိုအမြန်မိတ်ဆက်ခဲ့သလိုကားတွေမှာမြန်မြန်လေးသုံးဖို့စီစဉ်ခဲ့တာပါ။ CATL တာဝန်ရှိသူတွေကတော့လာမယ့်3နှစ်အတွင်းမှာပဲSodium Ion Battery ကို LFP Battery အဆင့်ရောက်အောင်စ조사နေသလို Lithium Battery ထက်သာအောင်လုပ်နိုင်မယ်လို့ပြောထားပါတယ်။လက်ရှိချိန်မှာတော့အစပိုင်းပြားရည်စမ်းကာလကိုဖြတ်တန်းနေရပြီး Battery ရဲ့ခံနိုင်ရည်အားကိုအကောင်းဆုံးအနေထားရနေပြီလို့လည်းပြောထားပါတယ်ရှင်။